အပိုင်း1090ရဲ့အဆောင်မှာတော့လူဖီတယောက်သားစစ်ရဲ့တတိယအော်ဒီယာသချင်းကိုကြားပြီးလှုပ်လှုပ်ရှားရှားတွေဖြစ်နေခဲ့ပါတယ်လူဖီရဲ့ခန္ဓာကိုယ်ကအဖြူရောင်ငွေ့တွေထွက်လာနေပြီးခဏကြာမှတော့လူဖီတယောက်ဘိုဘီရဲ့စပင်ကြီးနဲ့ပြန်ထလာပါတယ်ဒါပေမဲ့သူကမတ်တက်တောင်ကောင်းကောင်းမရနိုင်ပဲမြေပြင်ပေါ်မှာတိုင်းကွက်နေခဲ့တာပါလူဖီတယောက်အရက်မူးသမားတယောက်လိုရိမ့်ထိုးနေပါတယ်အဲ့နောက်မှာတော့လူဖီကသူ့ကိုသူဘာတွေဖြစ်နေရလဲလို့ပြောလိုက်ပြီးယူသွားပြီထင်တယ်လို့ပြောလိုက်ပါတယ်ဒါပေမဲ့အချိန်တွေကိုသဘောပေါက်သွားတဲ့လူဖီတယောက်ထီပေါက်တယ်လို့ပြောနေပြီးဥမြူးနေပါတယ်သူကအရာအလုံးကပျော်စရာဖြစ်လာတာပဲလို့ပြောလိုက်ပြီးကနာမငြိမ်ဖြစ်နေခဲ့ပါတယ်တစ်ဖက်ရဲတိုက်တွင်မှာလည်းဆန်ဂျီကဒဏ်ရာတွေနဲ့သတိလေးနေရာကနေပြန်ထလာပါတယ်ဒါကိုမြင်တော့အိုဆိုမဲကဆန်ဂျီကိုသတိရပြီလားလို့မေးလိုက်တယ်ဒါပေမဲ့ဆန်ဂျီကတော့အိုဆိုမဲကိုသတိမထားနိုင်ပဲလူဖီကိုသာစိတ်ပူနေခဲ့ပါတယ်အဲ့ဒီချိန်ဇူကတော့သူ့ရဲ့နားထဲမှာလွတ်မြောက်ရေးဂီတသံကိုကြားနေရတယ်လို့ပြောလိုက်ပြီးဒါကနှစ်ပေါင်း800အတွင်းမှာပထမဦးဆုံးကြားရတာပဲလို့ပြောလိုက်ပြီးဇူကတကယ်ကိုပဲသူကဒီကိုရောက်နေတာပဲလို့ပြောလိုက်ပါတယ်ဒါက join wine ပဲလို့ပြောလိုက်တော့မိုမိုရောယာမာတို့ကပါအံ့ဩနေခဲ့ကြပါတယ်သူတို့က join wine ကလူဖီကိုပြောနေရလားလို့ပြန်မေးနေခဲ့ချိန်အပေါ်ဘက်မှာတော့လူဖီကတဟီတဟားတွေလောက်ကဥမြူးနေခဲ့ပါတယ်သူရဲ့ခန္ဓာကိုယ်ကထွက်လာတဲ့စွမ်းရည်နေကြောင်းပတ်ဝန်းကျင်တစ်ခုလုံးကလည်းဖွာလန်ကျဲနေခဲ့ပါပြီဒါကိုကြားနေရတဲ့သူတွေကလည်းဒါကလူဖီလားလို့မေးလိုက်ပြီးသူတို့ကဝမ်းသာနေခဲ့ကြပါတယ်မာကိုကတော့တယောက်ကိုတယောက်ဖတ်ပြီးငိုပွဲဆင်နေတဲ့နာမီတို့ကိုလူဖီကမသေးသေးဘူးလို့သတိပေးလိုက်တော့နာမီကမျောလင်းချက်တွေပြည့်နေတဲ့မျက်လုံးကြီးနဲ့မော်ကြည့်လိုက်ပါတယ်မာကိုလူဖီကမသေးသေးဘူး